အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ဝက်အတနိချက်လေးနဲ့တုံးရဟင်းညိုလေးချက်ဆောင်မှာဖြစ်ပါတယ်အားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆုံးတဲ့အထိကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်ဗျကျွန်တော်တို့အရင်ဆုံးဝက်3တက်သားလေးတွေကိုအနေတော်လေးတုံးထားလိုက်ပါမယ်ပြီးရင်တော့ကြက်တုံလေးကိုပပလှီးထားပါမယ်ဗျပြီးရင်တော့ကြက်တုံယူတပြားရိုက်ထားပါမယ်ဝက်3တက်သားတွေကိုတော့စားစနွင်းအချို့မှုန့်မပြရည်နဲ့ဂျင်းရည်လေးထည့်ပြီးတော့မှနှောက်နေပေးထားပါမယ်ဗျကြက်တုံယူတော့ဗလာနာနဲ့ကြိတ်ပေးထားပါမယ်ပြီးတော့ရင်တော့ဒဲအိုတွေကိုတကြားတစ်စုံထည့်ပြီးတော့မှညိုတက်လာတဲ့အထိကျွန်တော်တို့မှွေပေးပါမယ်ဒီလိုနေရပြီဆိုရင်တော့ကြက်တုံယူငရုတ်သီးစီတက်ပေးလိုက်ပါမယ်ဒီနေရပြီဆိုရင်တော့ဝတ်သားထည့်ပြီးတော့မှနာလေးလုံးပေးထားပါမယ်ဗျဒီလိုနေရောက်ပြီဆိုရင်တော့ကြက်တုံလေးတွေထည့်ပေးပါမယ်ကဲပြီးရင်တော့ရေလေးထည့်ပြီးတော့မှနူးတဲ့အထိဖုံးလေးအုပ်ပေးထားလိုက်ပါမယ်ဗျရေခမ်းမြေဒီလိုစီပြန်သွားရင်တော့ဝက်တဏီချက်လေးရပါပြီဗျတုံရမ်းဟင်းညိုအတွက်ကတော့ရေအရင်ထည့်လိုက်ပါမယ်ရေစူလာပြီဆိုရင်တော့တုံရမ်းကလေးတစ်ခက်ထည့်လိုက်ပါမယ်ဗျခရမ်းချင်းသီးဇပလင်ပရဲကောရှောက်ရွက်ကြက်တုံလေးတို့ထည့်ပြီးတော့မှရေစူအောင်တဲလိုက်ပါမယ်ဒီလိုရေစူလာပြီဆိုရင်တော့ကြားပစုံရဲ့ဂုံခိူလေးရဲ့ထည့်ပေးပါမယ်ပြီးရင်တော့ငုံလေးပါထည့်ပေးတယ်ပေါ့ဗျာဒီလိုမျိုးများစူလာပြီဆိုရင်တော့ကျွန်တော်ပန်းကော်ပီစိမ်းလေးရဲ့အမှုလေးရဲ့ထည့်ပါတယ်တခြားတငယ်ချင်းတို့ကတော့ကြိုက်နှစ်တက်ရထည့်ပါဗျာနောက်ဆုံးမှာတော့တမယာကြီးလေးအုပ်လိုက်ရင်တုံရမ်းဟင်းညိုလေးရပါပြီဗျအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ဝက်တဏီချက်ကလေးရဲ့ပစုံတုံရမ်းဟင်းညိုလေးရဲ့တိုးစရာအစုံရဲ့ဒါကတော့မြေပဲလော်လေးပါဒါတော့ထုံးစံတိုင်းကစုံရဲ့ဒါကတော့ငပိတောင်းလေးပါဒါလေးနဲ့ဒီနေ့ထမင်းစားမှာဖြစ်ပါတယ်အားလုံးပဲစားကြပါဦးဗျကစုံရုပ်ချိုချိုပြီးတော့မွေးနေကောင်းတယ်အပီပြေတုံရဟင်းညိုလေးကျွန်တော်ကတော့နည်းနည်းအချိုဘက်ကိုသွားပါတယ်အဆက်မထည့်ထားပါဘူးဗျစားကြပါဦးဗျပစုံကြီးအဲ့ဒီဒါတော့ခေါင်းခီယူလေးပါထိုးနဲ့စားအောင်ဒါတော့ငုံပါ
ကြားပစုံနေကြီးတွေပဲဝတ်သုံးတက်တာအတန်လေးကြက်လိုက်သလားစီနည်းနည်းပဲထည့်ပြီးတော့ချက်ထားတိတ်မအေးဘူးဗျစားလို့ကောင်းတယ်ချမ်းကျင်စီလေးဆိုအေးပေးတော့ကောင်းခီဦးလေးစားလို့ကောင်းတယ်ဗျတုံရမ်းထဲမှာထည့်ချင်တယောက်တည်းဟင်းနေရစုံနေအောင်ဖွယ်ဖွယ်ရချက်စားတော့အများကြီးမစားနိုင်ဘူးဗျအားလုံးပဲတတနောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်ဗျ